တောနက်ထဲမှာမိသားစုတစ်ခုလုံးကိုကာကွယ်ပေးပြီးစီလုံးအောင်ထိန်းချောင်းပေးတဲ့အစွမ်းထက်ခေါင်းဆောင်တူရှိတယ်ဆိုတာသင်သိပါသလားသူကတော့ဒေါ်အုပ်ညက်ဂုံတရီရှိအဆောင်ရှောက် Silverback လို့ခေါ်တဲ့ Gorilla ပဲဖြစ်ပါတယ် Gorilla မိသားစုကို Group ဒါမှမဟုတ် Troop လို့ခေါ်ကြပြီးအများအားဖြင့်လွမ်းမိုးမှုရှိတဲ့အထီးတကောင်အများပြားနဲ့သူတို့ရဲ့သားသမီးတွေနဲ့ဖွဲ့စည်းထားပါတယ်သူတို့ဟာစနစ်တကျရှိတဲ့လူမှုရေးဖွဲ့စည်းပုံနဲ့နေထိုင်ကြတာပါ Silverback ဆိုတဲ့အမည်ဟာသူတို့ရွယ်ရောက်လာတဲ့အခါကြောပြင်မှာပေါက်လာတဲ့မွေးရောင်အမွှဲမြင်တွေကိုအစွဲပြူပြီးခေါ်တာဖြစ်ပါတယ်ဒါဟာသူတို့ရဲ့အဆင့်အတန်းတဲ့ခွန်အားကိုဖော်ပြနေတာပါအငင်းပွားဖွယ်မရှိတဲ့ခေါင်းဆောင်တဦးအနေနဲ့သူဟာအုပ်စုတစ်ခုလုံးဘယ်ကိုသွားမယ်ဘယ်ချိန်မှာစားတောက်မယ်ဘယ်နေရာမှာအိတ်တန်းတက်မယ်ဆိုတာကိုစုံထည့်ပြီးပါတယ်ကြီးမားတဲ့ခွန်အားရှိပေမဲ့ဂေါ်ရီလာတွေဟာနူးညံ့တဲ့ရေယာမတတဝါတွေပါ သူတို့ဟာတနေ့တာရဲ့အချိန်တော်များများကိုဝါပင်တွေတတိတွေနဲ့တိရွက်တွေကိုအေးအေးလူလူရှာဖွေစားတောက်ရင်ကုံဆုံးကြပါလေ။ခေါင်းဆောင်မှုဆိုလားအာနာပြဖို့တင်မဟုတ်ပါဘူး။အန်ဒီရတစ်ခုခုကြုံလာရရင် Silverback ဟာသူ့ရဲ့ရင်ဘတ်ကိုတပုံပုံတီးပြီးဟိန်းဟောက်ကမိသားစုကိုအသက်ပေးကာကွယ်တတ်ပါလေ။ Gorilla အငယ်လေးတွေဟာသူတို့ရဲ့ခေါင်းဆောင်ကိုကြည့်ပြီးလူမှုရေးစည်းကမ်းတွေနဲ့ရှင်သန်မှုအတတ်ပညာတွေကိုသင်ယူကြပါလေ။ဒီလိုအန်အောစရာကောင်းတဲ့သက်တဝါတွေအကြောင်းနေ့စဉ်ဘူးတုတာတွေအတွက်ကျွန်ုပ်တို့ကို follow လုပ်ထားလိုက်ပါ